ပြဿနာတွေကတော့စပြီးကြောက်ခိုင်း အမင်းတို့ပြောရလေတုံ့ပြန်မှုတွေကတော့ဒါတော့မယ်ဆို ဘလို့ဘာလို့ကြောင် ရုံးပြန်တယ်ရုံးကလည်းအချိန်ကိုတိပြီးလောက်ပါ အေးပြန်မယ်ကွာလိုင်းပေါ်လည်းတည်င်းတော်တော်စုံနေကဲတော့တယောက်နေဒီမှာကွာလိုင်းပေါ်မှာလည်းသတင်းတွေကစုံနေတာပဲငါတို့ပြန်လာတဲ့လန်ကီလည်းဘာမှမဖြစ်ပါဘူးအဲ့ငါတို့ပြန်တဲ့လန်ကီကဂိတ်တစ်ခုမှအောင်ချနေကြတယ်ငါတို့အဲ့ချိန်အဲ့မှာရှိနေတာပဲဘာမှမဖြစ်ပါဘူး အေးလေ ဟဲ့ကွန်မန့်နေရှောက်မှန်းမနေနဲ့ဦးမင်းအစဲခံနေအောင်မယ် အေးပါမမှတ်ပါဘူးကွာ အေးကွာအဲ့ဒါတွေကလည်းတစ်မျိုးဘာလို့တွေကလည်းအစဲခံမှာဆိုလို့မျိုးသိမ့်ထားတာတွေများနေပြီကွာလူတွေကလည်းမဟုတ်ပါဘူးမဖြစ်ပါဘူးလို့ပြောလို့ရှိရင်ဇုတ်ကိုဟုတ်ခိုင်းဖြစ်ခိုင်းနေတော့ပဲငါတို့လည်းဘယ်လိုပြောရမှန်းမသိတော့ အေးကွာဦးကြီးလာဦးတော်နိုင်လည်းပါလာတာဟုတ်အေးကွာ ငါမင်းရောက်နေတယ်ဆိုတော့ငါမင်းတွေ့ကျင်နေတာကိုကြီးချီရောက်တော့မင်းတို့နဲ့တွေ့ဖို့ရှိတယ်လိုက်ခဲ့ဆိုတော့ငါလိုက်လာတာ ကျွန်တော်တို့လာမှာပေါ့ဗျာအေးစင်းနဲ့လာတိုင်အောင်မှာမလားဒီမှာကျွန်တော်တငယ်ချင်းတွေပါလာတယ်သူကတော့ကြောက်ခိုင်းသူကတော့ဒုက္ခတဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါဗျ ဦးညီနဲ့တော့မိတ်ဆက်ပြီးပါပြီ ဟုတ်ကဲ့တယ်ငါ ဟုတ်တယ် ဟိုကလေဒီမှာအေးဆေးပဲမို့လားမင်းတို့ဘယ်တော့ကြာကြာနေဦးမှာ ဩအရန်တော့လည်းမကြပါဘူးအလုပ်ကလည်းတစ်ဖက်လောက်ပဲခွင့်ရတာမင်းတို့လည်းမိတ်ဆက်ပေးရအောင်မယ်ဒါကတော့ငါတို့ရဲ့ရွာရဲ့အုပ်ချုပ်ရေးမှုဥတော်တာလေ ဟုတ်ကဲ့ပါဟုတ် ကျွန်တော်တော်တာပါ ကဲ့ပါဗျာဟုတ်လေရွာမောအေးစီပဲ အေးဆေးပဲလားဆိုတော့လေအေးဆေးလို့ပဲပြောရမှာပေါ့နော်ဒါပေမဲ့လူတွေတော့တိတ်မစုံတော့ဘူးကွာသူတပြည့်လူငယ်ပိုင်းတွေပေါ့ လူငယ်တွေမစုံတာတော့ကျွန်တော်တို့ရွာပဲမဟုတ်ဘူးကိုကျော်ခိုင်ရင်တခြားရွာတွေပါမစုံတော့တာ လိုင်းပေါ်တော့လည်းသတင်းရလည်းစုံနေရပါပဲအခုဦးကြီးတို့ရွာတော်မှာလိုင်းပေါ်မှာပြာကျနေပြီဆိုတော့ကျွန်တော်အာယူကိုမေးကြည့်ရတယ်ဒီကောင်ရွာနဲ့အဆက်အသွယ်ရတယ်အဲ့တော့မှတော်ပါသေးတယ်ဗျာ ရွာမှာတော့ကြီးကြီးမားမားဘာမှမဖြစ်ပါဘူးဒါပေမဲ့ခုနငါပြောသလိုလူငယ်ပိုင်းပေါ့အလုပ်သွားလုပ်မယ်ဆိုပြီးပြတ်သွားတာဘာသတင်းမှမရတော့မင်းကြီးတက်ဦးမောင်တော့ဘာတွေညာတွေဖြစ်တော့တော်ရဲသွားမယ်ဆိုတော့ငါမလည်းထန်ထိန်ထားတာ ဟဲ့မင်းတိုးရဲပါသွားလို့ အဲ့ဒါလေနားယောင်တာအေးနားယောင်တာဟိုကောင်စံခဲတို့သုံးကြောက်ဒီကောင်မှနားယောင်သွားတာ စံကြီးဟုတ်တယ်ဘာထူးလဲရ ဘာမှမထူးအကြောင်းလည်းမပြန်ဘူး ဟေ့အเจ้าမြန်တယ်လို့ပြောအောင်မင်းကိုစက်သွယ်မဲ့လူပါအကောင့်ဆက်သုံးလို့ ဟာသူလည်းငါ့လိုအကောက်တူကွာ အကောင့်ကမင်းဘယ်လိုလုပ်ပြန်လာတော့လို့စောင့် ဒါပေမဲ့သူတင်တဲ့သတင်းတွေကအကုန်မှတ်နေလေ ဩမင်းကလည်းမင်းတော့မှလေအကောင့်တူတွေနဲ့ဟိုအချင်းငတ်သူလေးတို့ဘာလို့မင်းလုပ်နေရလဲအကောင့်ပေါင်းတော့နဲ့တစ်ဖက်ကရောမင်းကိုအကောင့်စစ်ချပြမှာလားဟဲ့ငတုံးက ဘာပဲပြောငါတို့တင်လိုက်တဲ့ပို့တွေမှန်သမျှအကုန်လုံးလိုက်တယ်အများကြီးပဲရတယ်လေ ဘေးပေါ့ဟိုလိုက်တယ်အများကြီးရတော့ကွာကြောက်ဒါပေမဲ့ဟို၄နှစ်တာကာလအတွင်းမှာလေအမေရိကကိုသွားတဲ့လူလို့အော်စီကိုသွားတဲ့လူလို့အကုန်လုံးတော့အဆင်ပြေနေပြီနော်အော်ငကိုတွေကမင်းတို့ငါပြောတယ်လေမင်းတို့ကငါပြောတယ်လေဘာပြောဟမ်အခုမှမင်းတို့အားကြမနေနဲ့အစတွေကတော်ရဲသွားပြီးလက်တောင်းချောင်းထောင်လိုက်ပြီးနေပြီ မင်းတို့ညောပါဇက်ပိုက်ထားလိုက်မင်းတို့ညောပါဇက်ကိုပိုက်ထားလိုက် ဘာဖြစ် ဟမ်ငါအစိုးရတဲ့တော်တဲ့ကိုသွားပါမယ်ပြောတော့မွေကြောက်တယ်လေချိန်ကြိုက်တယ်လေနဲ့ ဟာဟိုအေးဟုတ်ပါပြီမင်းပြောတယ်လို့ပေါ့ဟိုတော်ရဲကိုသွားပါပြီတဲ့ဟမ်ဘယ်သူကကြိုးဆိုပြီးဘယ်သူကတာဝန်ယူမှာလဲငါကြားထားတဲ့သတင်းအရာလေနေဆက်မှာတဲ့လူတွေထောင်းနေတောင်းနေချီပြီးတော့ပိတ်မိနေတာတဲ့ဗျာတိလားမင်း မင်းကွာအဲ့ဒီဟုတ်လို့လား ပြောလားမင်းတို့သုံးကောင်တိုင်ပတ်နေရောလားဟမ်ကိုယ်တိုင်လည်းဘာမှမလှုပ်တတ်ဖဲနဲ့ကွာ ဘာလို့တိုင်ပတ်အေးကျွန်တော်တို့အခွင့်အရေးမပေးလို့ကျွန်တော်တို့ကအခွင့်အရေးပေးလိုက်ကြည့်ဟမ် အခွင့်အရေး ဟုတ်တယ် မင်းတို့ငါအခွင့်အရေးပေးမှာပေါ့မင်းတို့လက်ထဲကိုတနတ်တက်လက်ထည့်ပေးလိုက်ရင်ဘာလို့ပြင်မလဲဟမ်ဟောလက်ထဲကိုတနတ်တာထည့်ပေးလိုက်လို့ကတော့ကျွန်တော်တို့အတွက်အန္တရာယ်ရှိတယ်လို့ပြစ်ပလိုက်ပါပေါ့ ဟုတ်တယ် ဩလွယ်လိုက်တာကွာအန္တရာယ်ရှိတဲ့ကောင်ဆိုတာမင်းတို့ဘယ်လိုရွေးမလို့ဟမ် လွယ်ပါတယ်ဗျာလွယ်ပါတယ်
အဲ့ဒီလူကရုပ်ပြက်နေတယ်အမူအရာပြက်နေတယ်ဆိုရင်အန်ရရှိလို့အဲ့ကောင်ကျွန်တော်ကပြစ်လိုက်မှာပေါ့အယူဟုတ်အန်ရရဲ့ပြုတ်မဲ့ကောင်ဟာဘယ်တော့မှရုပ်ပြက်စင်ပြက်မနေဘူးမဲခိုင်းမှာမှတ်ထားဟောတော်ကြောင်တော် ငါလက်တွေကပါသွားတယ် ဟောလူကြီးပဲကွာလောက်ပါ ဘာလို့လောက်ပါသေးလဲကွာ ဟုတ်တယ်တော်လူကြီးပါ ဒီဘက်ရောငါကြည့်နေတာကြာပြီဘာလို့တိုးပြောမှာပြုံပြီးတက်သေးက3ရင်းနဲ့ထွက်လာလို့တော့3ပွင့်နဲ့ထွက်လာရင်ဘလောက်လူလဲလုံးလိုက်မလဲမသိဘူးဟောလာစမ်းနေတယ်ဒလန်ဆိုပြီးလက်တို့လိုက်လေကြီးကနေဖြစ်သွားမယ် နေမင်းကဘသူ့ကိုလက်တို့ပါ ငါလိုက်မတင်လိုက်မှာပေါ့ကွာသူများလက်သွားတို့တော့ငါတက်တက်ပြဿနာတက်သွားမှာပေါ့ ကိုယ်ကနေတော့ကိုသိတယ်ဟဲ့လား ဟိုရှမ်းဦးမှာရောအချင်းကြီးအေးဆေးပဲလားဟိုလိုက်မမှာတော့တည်နေတာစုံနေတာပဲကွာ ရန်ကုန်မှာတော့အေးဆေးပါပဲအားလုံးလည်းပုံမှန်နဲ့တွာလာနေကြတာပဲနော် ဟုတ်ပါတယ်ဗျာကောင်းပါတယ် ပေါ့ပါလေ အေးကွာ2021ပြဿနာတွေဖြစ်တော့ငါမြို့တော်ကတတိယလိုက်ပြီ ကျွန်တော်နေဆက်ရောက်သွားပြီလို့ထင်နေတာမလားမသွားနိုင်ပါဘူးဗျာကျွန်တော်လည်းဘာဆက်ဖြစ်မလဲလို့အခြေအနေကိုစောင့်ကြည့်နေတာပုံမှန်လင်းလင်းပြောရရင်မပြေလည်မှုအားလုံးရဲ့အဓိကတရားခံနိုင်ငံရေးကြောင့်တစ်ခုလည်းတော့မဟုတ်ဘူးဗျာ ငါသိပါတယ်ကွာဒါမဲ့လူငယ်တော်တော်များများနေရန်ဆုတ်ခွာသွားကြတယ်ဟိုအဲ့လိုဆုတ်ခွာသွားရအောင်လေဟိုတိုင်းပြည်ကအလုံးစုံပျက်စီးနေရလို့လည်းမဟုတ်ဘူးကွာတဲ့ကွာပြောရင်းနဲ့နိုင်ငံရေးလမ်းကြောင်းကိုရောက်သွားပြီကွာ ဆရာရဲ့ရောက်ပါစေမထူးတော့ပါဘူးပြောလိုက်မှလည်းရှင်နဲ့ပေါ့သွားပါဘူး ဩနင်တို့ညောင်ငါမေးအောင်နင်တို့ရဲ့တောက်လျှောက်ကြောင်းသွားနေရလားကြောင်းမထွက်ကြဘူး ထွက်เสียလားဟဲ့ငါတို့တွေကကလေးတွေကိုစာတင်ပေးခြင်းလို့ဆီယမဖြစ်အောင်ကြိုးစားလာခဲ့ကြရလေစာတင်မို့ကငါတို့အလုပ်ပဲ ဒါနဲ့ဆရာမတို့ကျောင်းမှာရောကျောင်းထွက်သွားတဲ့ဆရာမတွေမရှိကြဘူးလား ရှိတာပေါ့ဒါပေမဲ့အဆင်မပြေကြဘူးလေကျောင်းဆရာမဆိုရဲစိတ်နဲ့ကိုတပည့်ကိုကျောင်းဆိုရဲစိတ်နဲ့ပဲကျောင်းကိုပြန်ရောက်လာကြတာ ပုံမှန်လင်းလင်းပြောရရင်အပြောင်းလဲခဏတာမှာစိတ်ရိုင်သွားတဲ့သဘောမျိုးပေါ့ ဆရာမပြောသလိုပါပဲခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပါပြီးတော့ကျွန်တော်တို့လိုပြည်သူတွေဆရာမတို့လိုဝန်ထမ်းတွေအမှုပညာသမားတွေအားလုံးကအတူတူပါပဲပြီးတော့စားဝတ်နေရေးအတွက်ပြည်သူလူထုကတည်ငြိမ်မှုရှိဖို့ကိုပဲဆန္ဒပြင်းပြနေကြတာပါ နင်တို့စင်ရောပြေကြရလား အဆင်ပြေပါတယ်ဆရာမဆိုတော့ဆရာမအလုပ်လုပ်ရမှာပေါ့အရာရာနိုင်ငံရေးနဲ့ပတ်သက်နေရဲဆိုပေမဲ့သူ့ကဏ္ဍနဲ့သူပဲလေ ကဲကျုံတော့ငါလည်းဝင်ပြောအောင်မယ်ငါတို့လိုဆရာဝန်တယောက်ကိုဆေးမကူနဲ့လို့လာတားတိုင်းငါတို့စီဆေးလာကူတဲ့လူနာတွေကိုငါတို့ကဒီတိုင်းပစ်ထားခဲ့လို့မရတာအဲ့လိုပစ်ထားခဲ့လို့ရှိရင်ငါတို့ဆေးကြောင်းတုန်းကဆိုခဲ့တဲ့တစ္ဆာစကားတွေကအလဟတ်ဖြစ်သွားမှာပေါ့တကယ်တော့ကွာဆရာဝန်ဆိုတာရန်သူမိတ်ဆွေမခွဲကြပဲနဲ့လူနာမှန်သမျှကိုဆေးကူပေးရမှာငါတို့ဆရာဝန်တွေအားလုံးလည်းတာဝန်ပေးတယ် ဒါဘောဆရာကြီးမှန်တာပေါ့အနုပညာသမားကတော့အနုပညာအလုပ်လုပ်ရမှာပဲအဲ့လိုပဲအတတ်ပညာသမားလည်းအတတ်ပညာအလုပ်ကိုလုပ်ရမှာပဲအဲ့ဒါမှကိုယ်သိထားတတ်ထားတဲ့ပညာတွေနဲ့ဥဆောင်လမ်းပြလို့ရမှာပေါ့ကျွန်တော်ကတော့ဗျာဒီတိုင်းတစ်ပါးကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးလေးကတော့နိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ပဲရှင်းနေတယ်လို့ကျွန်တော်ထင်တယ်